အားလုံးပဲမင်္ဂလာပါဒီဆက်ကလေးကကျွန်တော်တို့ပေါင်100အတုံး18တုံးထွက်ဆက်ကလေးပါဗျပေါင်100 18တုံးထွက်ကလေးပါပေါင်100တော့အတုံး18တုံးထွက်ဆက်ကလေးပါခင်ဗျဒီပေါင်100တော့အတုံး18တုံးထွက်ကလေးကကျွန်တော် control panel လေးနဲ့ပါမယ်နောက်3 phase ဆက်ပါနော်3 phase ပေါင်100တော့3 phase လည်းရှိရ single လည်းရှိရပါနော်3 phase ပါဗျ3 phase နဲ့3ပါပါလုပ်ငန်း3 phase နဲ့3ပါပါဗျဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာမီးဝင်တလိုင်းချင်းကိုတစ်ခုစီကျွန်တော်တို့ဒီမီးရပိုးကြီးကြည့်လို့ရတယ်အထက်မှာဆိုဘရေကာတွေပါမယ်စီကက်တွေပါမယ်ကော်တက်တာတွေပါမယ်ဗျာနော်ကော်တက်တာတွေပါမယ်ဒီမှာတော့အေးချိန်တွေကြည့်လို့ရမယ်ကျွန်တော်ဒီမှာစောင်းဝင် on off ခလုတ်တွေဆက်ခလုတ်တွေပါမယ်ဗျာနော်စောင်းဝင် on off ဆက်ခလုတ်တွေပါမယ်ဗျာပေါင်100တုံးအတွက်ပေါင်100တုံးအတုံး18တုံးထွက်ဆက်ကလေးပါနော်ပေါင်100တုံး18တုံးထွက်ဆက်ကလေးပါခင်ဗျာ